အခုလက်ရှိတရုတ်နိုင်ငံမှာပေါ့နော်စီးပွားရေးကတိတ်မကောင်းအဲ့ဒီခါမှာဒီလူပေါ့နော်ဒီလူကဘာလို့လဲဆိုတော့တဒေါင်းစားပုံစံနဲ့ပေါ့နော်တဒေါင်းစားပုံစံမျိုးနဲ့သူကပတ်စံလိုက်တောင်းတာကျွန်တော်ပတ်စံတနာပါဆိုပြီးတော့လိုက်တောင်းတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကြည့်ကြမယ်တရုတ်နိုင်ငံမှာရှိတဲ့ဈေးရောက်နေတဲ့လူတွေဘေးကန်းချင်တဲ့စိတ်ရှိကြလားမရှိကြဘူးလားဆိုတာလေးကိုကျွန်တော်တို့ကြည့်တော့မှာဖြစ်တယ်โอเคလိုက်ကြည့်ကြရအောင်2块买包子吃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 2块买包子2块买包子吃2块买包子吃နှစ်ချက်လောက်ပေးပါဆိုပြီးတော့လိုက်တောင်းတယ်ပေါ့နော်နှစ်ချက်不能吃去那里喂ဒီလူဆိုရင်တော့စားလို့မရဘူးတဲ့သွားတယ်2块买包子吃行行好2块买包子吃2块买包子吃2块အကုန်မောက်ထုတ်တာနော်2块买包子吃2块买包子吃2块买包子吃ဥပသွားတယ်သူတို့နောက်မှာတော့မနေခိုက်ချင်ဘူးတဒေါင်းစားဆိုရင်သူတို့နောက်မှာလုံးဝအမြင်တော့မမြင်ချင်ဘူးပေါ့နော်ဟုတ်တော့တယ်ကြည့်ဒီလူဆိုရင်ကြည့်ပစ္စည်းယူမှာဆိုလို့လေကြည့်ပါဦး能给几块钱买包子吃吗？可以啊，买包子吃。能给几块钱买包子吃吗？买个多少啊？买包子吃。သူကတရုတ်ငွေ30ပေးလိုက်တာတယောက်မှမပေးချင်ဘူးနော်တယောက်မှမပေးချင်ဘူးသူဒီအတော်တယောက်ပဲသူ့ကို30ပေးတာပေါ့နော်这是你的。买包子吧啊。ဟာနေဟာလားတဲ့这多少钱啊？ဘယ်နှကျက်လဲတဲ့你怎么这么好？ 30တဲ့给我10块钱。哪个都可以的，遇到的什么情况都。ဘာလို့ဒီလောက်ကောင်းတာလဲဆိုရင်သူကပြောတာပေါ့နော်谢谢。哎呀，我把这个米搞地上了。算了算了，不要紧的。啊。质量不要紧的，少吃会吃吧。ညာကြားသွားတဲ့ဟာသူကပြောတာအဲ့ဒါကိုသူကရတယ်ဘာမှမဖြစ်ဘူးတဲ့ခဏနေတစ်ပတ်စီးတဲ့ရင်ရတယ်တဲ့还在卖米啊？就是这点米了。这点米。အတော်ရောက်နေဟာပါတဲ့是我的哇，这个米怎么还烫手啊？干碾的，哦，干碾出来的。哇，很香的。哦，这个米也很好。还有咯。ဒီဆန်ကောင်းနေတဲ့还有米。ကြောင်ညာတာပေါ့နော်好吃啊。好吃啊。စားလို့ကောင်းနေ阿姨，我问你啊，刚才你怎么那么好给我10块钱啊？ဘာဖြစ်လို့ကျွန်တော်10ချက်ပေးတာလဲနေပြောတော့ဗိုက်စားတယ်ဆိုတဲ့是啊，要做好事。要做好事。谢谢啊，好人一生平安。哎呀，这天我遇到这个老板，他说带我去干活，他给我工资。သူမှအခုဗီဒီယိုလိုက်ရိုက်တယ်ဗီဒီယိုရိုက်ပေးတဲ့လူကကျွန်တော်ရဲ့တထေးပါတဲ့ကျွန်တော်အလုပ်ပေးထားတာတဲ့တခြားအလုပ်ရှိသေးလားဘောနော်လူလိုသေးလားပေါ့ပြောနေတာ好不去搬砖吧？能不能搬得动？我能搬得动啊！真的吗？真的，那好，大家一起。我帮你搬砖，做什么都可以，手工啊，做什么都可以。哦，不要啊，这样子啊。能做。你是不是要拿点米回去？对。啊？对。哦，其他的卖完了。卖完了。အဲ့တထေးမှာသူဆန်ကိုအကုန်ဝယ်မယ်တဲ့ကုန်ရောက်မလားပေါ့我不要你的了。48块，老板。啊，5毛钱还要你的了。5毛钱不要了。哦。这个阿姨就是大方。来，这里50，2块钱不补了。什么不补？不补了。你刚才出手就给我10块钱吃米粉，哎呀，真的让我太感动了，这阿姨。သူက48ကျက်နဲ့ရောင်းတာအဲ့ဒါကိုသူက50ပေးတာနှစ်ချက်ပြန်မအန်းနေတော့ဘာဖြစ်လို့လဲတဲ့အခုနကျွန်တော်10ချက်ပေးထားတယ်လေတဲ့真的很好啊，今天相遇是个缘分。ဒီလူကဒီအတော်ကတော်တော်ကောင်းတယ်တဲ့ဒီကောင်းပါပဲတဲ့哦，我是湖南过来的。湖南啊。对。哦，你今天这是专卖这个米。哦，没有其他东西了。没有，卖完现在回
ဒီဟာကိုဒီနေ့ရောင်းတာလားတဲ့ဟုတ်တယ်တဲ့ပြီးရင်ဒီဟာရောင်းပြီးပြန်တော့မှာပေါ့လုံးမေးတာ तू ကဟုတ်တယ်တဲ့ဒီဟာရောင်းပြီးပြန်တော့မယ်တဲ့ तू ကအဲ့လိုပြောတာဗောနော်ဒီအတော်ကတကယ့်ကိုကောင်းတယ်နော်ပေးကမ်းနိုင်တယ်ပေးကမ်းချင်းစိတ်သက်ရှိတယ်တချို့ဒီမှာဈေးတန်းမှာရှိတဲ့အကုန်လုံးကသူ့ကိုနှင်ထုတ်ကြတယ်နော်တွေ့တဲ့အတိုင်းပဲ 是的，哎，这样子，既然这个老板带我去干活，这10块钱我也不用了。 သူကကျွန်တော်10ချက်ပေးထားတယ်ကျွန်တော်လည်းတကယ်မလိုပါဘူးတဲ့သူ့ကိုပြန်ပေးမယ်ပေါ့ 你吃米粉吗？吃米粉， နင်းတော့လေတဲ့ဟိုသမင်းဝယ်စားပေါ့နော်သူကပြောတာ 刚刚这老板说带我等一下吃那个肯德鸭。你这算了，哎，拿着，不用，真的不用，拿着，这样子。 ကဲမလို့တဲ့ 小心意， ကြည့်လက်ဆောင်ပေးမယ်ရှိပတ်စံ 心意，好，一定要收下，收下。 ကောင်းတဲ့လူတွေကခံထိုက်ပါတယ်နော် 这是一个我的心意。 ခံယူထိုက်ပါတယ် 收 တကယ်ကို 没关系的，好的不好的吃。收下，一定要收下啊！其实呢，我是出来你来吧给大家呀啊！你看我，money 吼， သူကဟန်ဆောင်ထားတာပေါ့နော်တဒေါင်းစားဟန်ဆောင်ထားတာပေါ့နော် 吓到你了 တကယ် 啊！ ဒီဈေးတန်းလူတွေကျတော့သူ့ကိုတကယ်တဒေါင်းစားထည့်ပြီးတော့မှမောက်ထုတ်ကြတာ 这样子，来，这个是扣补贴，阿姨，我再送2瓶这个洗发水给你回去用。这个洗发水啊，一直我自己坚持在用的这个洗发水，非常的好用，有头皮屑、头油啊，那个头枯毛躁的都可以去用它啊，兄弟姐妹们，在外面这样单一瓶洗发水啊，你可以扫这个二维码，全国统一价79块钱一瓶。今天在阿姨的下方链接39.9块给大家，到手2瓶啊，收到货先拆开1瓶去用。如果像阿姨说的那样好用，咱们留下来；不好用，兄弟们，你把剩下的那1瓶还回来就可以了啊。给你安排了任费险啊，这是来拿着，阿姨啊，洗头发。我都吃啊。哎，这个必须的啊！今天生日，我不要你的，来是，我不要你的红包。可以呀，可以啊，拿着收下。我知道亏了，你们亏了。没事，这是你应有的一个回报，阿姨啊，好人一生平安，祝你健康长寿，大家健康。好，行，那我也先走了 တကယ်ကောင်းတဲ့လူတွေကတော်တော်ရှားတယ် 谢 နော် 谢的啊。不是，不客气啊，我也有人去你家吃饭，好不好？好呀。可以啊。你们吃过， အိမ်မှာသမင်းလာစားလို့ရတာရတယ် 我也回家这杀鸡给你们吃。好，谢谢阿姨，再见，这阿姨真好，哎，好，谢谢你们的啊。好，好，再见。 ဝါတရားကြီးတရုံငွေတရားပေးထားတာနော်သူဆန်ဈေးတော့ပူများတယ်ခံထိုက်ပါတယ်ခံယူထိုက်ပါတယ်